1000 mAh ပါတယ်အိတ်ဆောင် Wi-Fi ဆက်ကလေးတွေအခုပြန်ရောက်ပါပြီမစုံဟိုတနေ့ကတော့မတို့ရှိမှမရှိဘူးဆိုတာပစ္စည်းပြတ်သွားတာမစုံလည်းတကြံနဲ့ဆိုတော့မတိလိုက်ရဘူးအခုပြန်ဝင်ပါပြီပြန်ဝင်တာမှမစုံရှိမှ၄မျိုးလုံးပြန်ဝင်ပါပြီเนาะ1,9500တန်ရော1,9500တန်လဲရမယ်ပြီးတော့ဟိုကလည်းရမယ်2,1,000လဲရမယ်အမားတို့အခုလမ်းပေါက်ပါတဲ့ဟာတွေကောပြီးတော့2,300တန်ဟာရောပြီးတော့2,200တန်ဟာရောအကုန်လုံးပြန်ရောက်ပါမယ်နော်ဒါအခုမှပစ္စည်းလာပို့သွားတာပါကန်စာကားတွေလည်းတော်တော်လေးကိုပေးလိုက်ရတယ်ဟဲ့တူဒီမှာအင်ကြီးဒါလေးကလက်ဆောင်ထည့်ပေးလိုက်တာဒါကအမားတို့ဒီလိုမျိုးဒီအိတ်ဆောင် Wi-Fi ဆက်လေးတွေဝယ်တယ်ဆိုရင်မစုံတို့ရှာဝယ်ဆိုမစုံတို့ဒီလိုအာမခံစာရွက်လေးတွေထည့်ပေးရနော်မစုံတို့ရောင်းနေတဲ့ဒီအိတ်ဆောင် Wi-Fi ဆက်တွေအကုန်လုံးကအမားတို့အာမခံတွေအကုန်ပါတယ်နော်မစုံတို့အာမခံတွေလည်းအကုန်လုံးထည့်ပေးပါတယ်ဒါကတစ်ဖာပေါ့နော်ဒီမှာနောက်ထပ်တစ်ဖာရှိသေးတယ်ဒါဆိုရင်လာမောက်ပါတဲ့ဟာဒါကပစ္စည်းပြတ်သွားတယ်ဟုတ်တယ်ဒါက The Fly ကအမားတို့1,9500တန်ဒါကတစ်ဖာဒီထဲမှာက pocket တွေနေမယ်အိုးဒါလေးဆိုရင်အမားတို့1000 mAh ကိုမှာ The Fly Pro ပါဒီမှာ The Fly Pro ပါတယ်ပြီးတော့ဒါကအခုနောက်ဆုံးထွက်ထားတဲ့အမားတို့ဒါကကြတော့ The Fly Pro Black ဒါကကြတော့ The Fly Pro သူက၄မျိုးပါတယ်ပြီးတော့အမားတို့ဒါကကြတော့ပေါ့ဟိုပါလဲလမ်းပေါက်ပါတယ်ဟာဒါကကြတော့အများတို့ရိုး The Fly ပေါ့နော်ဒီလိုမျိုး1000 mAh ပါတယ်1000 mAhပါတယ်ဒီအိတ်ဆောင် Wi-Fi ဆက်လေးကမစွလို့ရှိမှ၄မျိုးရှိတယ်ဒီ၄မျိုးလုံးဆိုရင်ဒီ၄မျိုးလုံးอ่ะပေါ့နော်မစွလို့ရှိမှဒီလိုမျိုးအာမခံအပြည့်နဲ့မစွလို့ရောင်းပေးပါရယ်နော်ဒီ1000 mAh နဲ့ပတ်သက်ပြီးတော့ဒီ Wi-Fi ဆက်လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီအိတ်ဆောင် Wi-Fi ဆက်လေးမှာဆိုအမတို့အိတ်ဆောင် internet သုံးသီးသန့်ကလေးထည့်ပြီးတော့သုံးလို့ရတယ်ဒီအိတ်ဆောင် Wi-Fi ဆက်လေးနဲ့ပတ်သက်ပြီးတော့တခုခုသိချင်တယ်ဆိုလည်းမစွလို့ comment မှာ man ခဲ့လို့ရရယ်နော်